ရုပ်ရှင်စမှာပဲတကဘာလုံးမှာဇွန်ဘီတွေကစစ်တပ်ကြီးတက်လို့အင်အားတောင်တင်းလာတဲ့ကဘာကြီးကိုမြင်တွေ့ရမှာပါဒီရုပ်ရှင်တွေကဇွန်ဘီတွေကတခြားရုပ်ရှင်တွေကလို့မဟုတ်ဘဲနဲ့အသိဉာဏ်နဲ့ကောင်းကောင်းရှိနေပြီးတော့ခေါင်းဆောင်တယောက်ရဲ့အမိန့်နာခံမှုအောက်မှာရှိနေကြပါတယ်တမျိုးလုံးကိုဇွန်ဘီတွေကဝင်တိုက်ချိန်မှာအစိုးရနဲ့လူတွေလည်းဘလို့မှထွက်ပြေးလို့မလွတ်နိုင်အောင်ပိတ်မိသွားပါတော့တယ်ဒီကိစ္စကြီးမဖြစ်ခင်6လအကြာတုန်းကအမေရိကန်စစ်တပ်ဟာလုံခြုံရေးအင်အားအပြည့်နဲ့တစုံတစ်ခုကိုကားထဲထည့်ပြီးတော့တည်လာခဲ့တယ်။လမ်းကူးလမ်းမှာပဲစစ်ရင်တန်းကိုကားတစ်စင်းကဝင်တိုက်လိုက်တာကြောင့်ပစ္စည်းတည်လာတဲ့ရင်တိမ်းမှောက်သွားပြီးတော့ပိတ်ထားတဲ့တကားလည်းပွင့်ထွက်သွားခဲ့တယ်။အဲဒီကားတွေကနေအင်မတန်သွေးဆန်နေတဲ့ဇွန်ဘီအကောင်ကြီးတစ်ကောင်ထွက်လာခဲ့ပြီးတော့သူ့ကိုဝိုင်းပစ်နေတဲ့စစ်သားတွေကိုတယောက်ပြီးတယောက်ကိုက်စားလိုက်ပါတယ်။အကိုက်ခံရတဲ့စစ်သားတွေကတေဆုံးမသွားဘဲနဲ့ဇွန်ဘီအဖြစ်အသွင်ပြောင်းလဲသွားပြီးတော့ဇွန်ဘီကြီးခိုင်းသမျှလောက်ရတဲ့နောက်လိုက်တွေဖြစ်သွားခဲ့တယ်။လူနဲ့သူတို့ဖွဲ့ကမျိုးထဲရောက်ချိန်မှာလူတွေကိုတယောက်ပြီးတယောက်လိုက်ကိုက်ခဲနေပြီးတော့ဇွန်ဘီအဖွဲ့ကြီးကတနေ့တခြားအင်အားပိုထွာလာခဲ့ပါတယ်။နောက်ဆုံးမှာတော့တမျိုးလုံးကလေးရောကွေးပါမကျန်အကုန်ဇွန်ဘီတွေဖြစ်ကုန်ကြပြီးတော့ဘယ်သူမှမထိန်ချုပ်နိုင်တော့ပါဘူး။အစိုးရနဲ့စစ်တပ်ကလည်းအဲ့ဒီဇွန်ဘီအုပ်လိုက်ကြီးကိုလေကြောင်းတိုက်ခိုက်မှုတွေလုပ်ခနှိမ်နှင်းခဲ့ပေမဲ့ဘလို့မှအပြတ်မရှင်းနိုင်ခဲ့ပါဘူး။နောက်ဆုံးမှာတော့စစ်တပ်ဟာလူကောင်းတွေနဲ့ဇွန်ဘီတွေကိုနေမြေခွဲခြားလိုက်ပြီးတော့ကန့်သက်လိုက်ရပါတော့တယ်။အစိုးရဟာဇွန်ဘီတွေပြည့်နှက်နေတဲ့မြို့ကိုမထိန်နိုင်တော့တာကြောင့်နျူကလ িয়ার ကျဲပြီးတော့အပြုတ်ချတော့မယ်လို့ကြေညာလိုက်ပါတယ်။ဒီသတင်းကိုကြားကြားပြီးချင်းမှာပဲမြို့ပြတ်ထဲမှာလောင်းကစားရုံဖွင့်ထားတဲ့တထေးတယောက်ကသူပိုင်ဆိုင်တဲ့ငွေတွေကိုဆွတ်ဆွတ်စောစားသွားယူပေးနိုင်မလားလို့အခြေစားတွေကိုလာညှိခဲ့တယ်။အဲဒီလျှို့ဝှက်ခန်းထဲမှာဒေါ်လာတန်း200ရှိပြီးတော့ဘုံကျဲလိုက်ရင်အလုံးပြဖြစ်သွားမှာဆိုလို့လူ900တာဖြစ်ကြောင်းငှားရမ်းကားကိုလည်းတန်း90အထိပေးမယ်လို့ပြောလိုက်ပါတယ်။ဇွန်ဘီတွေနဲ့ပတ်သက်ရင်အန်တိုနေဘီဖြစ်တဲ့စကော့ကချက်ချင်းပဲသွားမယ်လို့သဘောတူညီလိုက်ပြီးတော့ပြန်ကျင်းနေတဲ့သူ့အဖွဲ့ကိုလိုက်စုပါတော့တယ်။စကော့ရဲ့လူတွေကလည်းငွေရမယ်ဆိုတဲ့အပန်ကြားတာနဲ့လိုက်မယ်လို့သဘောတူလိုက်ပြီးတော့စကော့ဘက်ကနေမာတင်ဆိုတဲ့သူ့လူတယောက်ကိုအဖွဲ့ထဲကောက်ထည့်လိုက်ပါတော့တယ်။လူလဲဆုံပြီးတော့လက်နက်တွေလည်းအစုံလင်ရပြီဆိုတာနဲ့ဇွန်ဘီတွေအုပ်စိုးထားတဲ့မြို့တော်ကြီးတဲ့ချက်ချင်းဝင်သွားကြပါတော့တယ်။သူတို့အဖွဲ့ကို quarantine ဇုံကိုလိုက်ပို့ခဲ့ပြီးတော့အဲ့ဒီနေရာမှာလီလီဆိုတဲ့ကောင်မလေးနဲ့ထပ်တွေ့ခဲ့တယ်။လီလီကသူတို့အဖွဲ့ကိုဇွန်ဘီမျိုးနဲ့လိုက်လမ်းညွန်ပေးမဲ့လမ်းပြတယောက်ဖြစ်ပြီးတော့သူ့ရဲ့လူတယောက်ပါအသုံးဝင်လို့ခေါ်လာခြင်းသေးတယ်လို့ပြောလိုက်တယ်။ဒီလိုနဲ့ခေါင်းဆောင်ကြီးစကော့ဦးဆောင်တဲ့တပ်ဖွဲ့ကြီးဟာဇွန်ဘီမျိုးတော်တွေကိုလူအင်အားလက်နက်အင်အားအပြည့်စုံနဲ့ဝင်ချလာခဲ့ပါတယ်။ပထမဆုံးရင်ဆိုင်ရတာကတော့ဇွန်ဘီဖြစ်နေတဲ့ကြားကြီးတစ်ခုံပါပဲ။ကြားကြီးကလူနဲ့ရလို့လိုက်ရှာခဲ့ပေမဲ့စကော့တို့အပုံးကောင်းနေလို့ရှာမတွေ့ခဲ့ပဲနဲ့လှည့်ပြန်သွားခဲ့တယ်။ဒီချိန်မှာပဲလီလီကမပြောမဆိုနဲ့အပွဲထဲကဂျပိန်တယောက်6ယောက်ကိုတနက်နဲ့ပြစ်ချလိုက်ပါတယ်။သူ့ရဲ့အစီအစဉ်အရအဲ့ဒီကောင်ကိုတဲကျက်အဖြစ်ထောင်ပြီးတော့ဇွန်ဘီတွေကိုအမိဖမ်းမှုပါ။တိတ်မကြခင်မှာပဲသွင်းနဲ့ရသွားတဲ့ဇွန်ဘီတွေကဂျပိန်လေးကိုလာဖမ်းဆီးသွားခဲ့ပြီးတော့သူတို့ကနေစကော့တို့တပွဲလုံးလိုက်သွားကြပါတော့တယ်။သူတို့မသိလိုက်တဲ့အချက်ကတော့သူတို့လုံနေသမျှကိုဇွန်ဘီတွေကအဝေးကနေစောင့်ကြည့်အကဲခတ်နေတယ်ဆိုတာပါပဲ။ဒီလိုနဲ့သူတို့သွားမဲ့ကာစီနိုရုံရောက်လာခဲ့ပြီးတော့စကော့ကမီးစက်ကိုအရင်နှိုးလိုက်ပါတယ်။အပွဲထဲကဖောက်ထွင်းဝိဇ္ဇာကိုလည်းမိကန်တစ်တာဖောက်ခိုင်းလိုက်ပြီးတော့တယောက်ကိုတော့ထွက်ပြေးဖို့ရဟတ်ရင်ကိုပြန်ပြင်ခိုင်းလိုက်ပါတယ်။နောက်ဆုံးမှာတော့ဒေါ်လာတန်း200ကိုအိတ်ထဲထက်ကအေးစစ်စစ်ထွက်သွားဖို့ကြံစီထားပေမဲ့လက်တွေမှာထင်သလိုဖြစ်မလာခဲ့ပါဘူး။မိကန်တစ်တာတွေဝင်လိုက်တာနဲ့နေရာအနှံ့မှာထောင်ချောက်တွေဆင်ထားတာတွေ့လိုက်ပါတယ်။ဝင်လိုက်တာနဲ့လူသေးစေနိုင်လောက်အောင်လက်နက်တွေတက်ဆင်ထားတာတွေ့တာနဲ့ဘလို့မှဝင်မရတော့ဘူးလို့ဖောက်ထွင်းသမားကပြောပါတယ်။ဒီချိန်မှာအဖွဲထဲကလူတယောက်ကပိုသေးချသွားအောင်လို့အပြင်ဘက်ကဇွန်ဘီတစ်ကောင်ကိုဖမ်းလာခဲ့ပြီးတော့မိကန်တက်တာစီကိုလမ်းလျှောက်ခိုင်းလိုက်ပါတယ်။ပထမတစ်ဆင့်မှာအစိမ်းများတွေပြစ်ခတ်ခဲ့ပြီးတော့ဒုတိယအဆင့်မှာတော့တနက်တွေနိုင်ငံကားနဲ့ပေါ်လာကအပေါက်ဖြစ်သွားအောင်အလိုလိုဖြစ်ပါတော့တယ်။နောက်ဆုံးအဆင့်မှာတော့တန်လုံးကြီးနှစ်တုံးဟာအရှိန်နဲ့ပြေးထွက်လာပြီးတော့လူကိုအယိုးတခြားအသားတခြားဖြစ်အောင်စစ်စစ်ညံ့ညံ့ခြေပေးလိုက်ပါတော့တယ်။ကာစီနိုခန်းမထဲမှာအခြေအနေစောင့်နေကြတဲ့စကော့တို့အုပ်စုကလည်းသတင်းကြည့်နေတဲ့သတင်းစောတစ်ခုကိုတွေ့လိုက်ပါတယ်။အဲ့ဒါကတော့နျူကလ িয়ার ပစ်ခတ်မဲ့အချိန်ကိုရှေ့တိုးလိုက်တာဖြစ်ပြီးတော့သူတို့မှာအချိန်2နာရီလောက်ပဲအချိန်ရပါတော့တယ်။ဒါပြင်နောက်ထပ်သတင်းစိုးကတော့သူတို့ထွက်ပြေးရမယ့်ရဟန်းရင်ဟာဘလို့မှပြန်လို့မရအောင်ပျက်စီးနေတယ်ဆိုတော့ပါပဲ။လူကြရင်လူတောင်ဖြစ်သေးတာပဲဆိုပြီးတော့အဲ့ဒီအမျိုးသမီးကတော့စိတ်မလျှော့သေးပဲနဲ့မရရအောင်ကိုပြင်မယ်လို့ကြုံသွားလိုက်ပါတယ်။နောက်ဆုံးတော့မိခင်တရာတကားကိုလွယ်လွယ်ဖြက်စီးပြစ်နိုင်ခဲ့ပြီးတော့အထက်မှာ10သက်စားမကုန်နိုင်အောင်ပြစ်နေတဲ့ဒေါ်လာတွေကိုအိတ်ထဲထက်ကပြန်ဖို့လုပ်နေပါတော့တယ်။ဒီချိန်မှာပဲဇွန်ဘီတွေအဖမ်းခံလိုက်ရတဲ့ဂျပန်လေးဟာဇွန်ဘီအုပ်လိုက်ကြီးတဲ့ရောက်သွားခဲ့ပါတယ်။အဲ့ဒီဇွန်ဘီတွေကိုဇွန်ဘီအကြီးတယောက်ကအုပ်ချုပ်နေပြီးတော့အကုန်လုံးသူ့စကားနားထောင်ရပါတယ်။နောက်ဆုံးမှာတော့အဲ့ဒီငများစာအဖြစ်လွတ်လိုက်တဲ့ဂျပန်လေးလည်းအကိုက်ခံရကဇွန်ဘီဖြစ်သွားပါတော့တယ်။သိမကြခင်မှာပဲဇွန်ဘီတွေကိုအုပ်ချုပ်ထားတဲ့ဇွန်ဘီဘေးရဲ့မကြီးကမြို့ထဲမှာအစာရှာထွက်ရင်းနဲ့ကာစီနိုရုံနားထိရောက်လာခဲ့တယ်။အပြင်ဘက်မှာမာတင်နဲ့လီလီတို့ကကင်းဆောင်နေတာတွေ့တာနဲ့အပြင်မကြီးနဲ့အစာရပြီဆိုပြီးတော့ခေါ်အုပ်ခါတိုက်ခိုက်ပါတော့တယ်။မာတင်ကပိုက်တနက်နဲ့မလုံနိုင်အောင်ပြစ်လိုက်ချိန်မှာနောက်ကလိုက်လာတဲ့ဇွန်ဘီတစ်ကောင်ကဒေါသထွက်ပြီးတော့သူ့ကိုပြန်တိုက်ပါတော့တယ်။မာတင်လည်းအဲ့ဒီဇွန်ဘီအောက်မှာအရှုံးပေးရကန်နီးမှာပဲလီလီကသူတို့ရဲ့အားနည်းချက်ဖြစ်တဲ့ခေါင်းကိုတနက်နဲ့ပြစ်ခါဆက်သိမ်းပစ်လိုက်တယ်။မာတင်ကဘီယမာကြီးဆိုတာနင်လားဆိုပြီးတော့လဲကျနေတဲ့ဇွန်ဘီတကယ်မကြီးအနားရောက်သွားပြီးတော့ခေါင်းဖြတ်ကအိတ်ထဲထည့်လာခဲ့ပါတယ်။ဇွန်ဘီဆန်တန်းမှာတော့တခုခုမှားယွင်းနေပြီဆိုတာခေါင်းဆောင်ကြီးတန်းသိလိုက်ပြီးတော့မြို့ထဲကိုလိုက်ချသွားပါတော့တယ်။လမ်းကူးလက်တနေရာမှာခေါင်းမပါတော့တဲ့သူတို့ရဲ့ဇွန်ဘီဘီယမာကြီးအလောင်းကိုတွေ့လိုက်ပြီးတော့ရနာချင်းချင်းနဲ့အော်ဟစ်လိုက်ပါတော့တယ်။အလောင်းကိုလည်းသူတို့ဆန်တန်းတဲ့အထိပြန်ယူလာခဲ့ပြီးတော့မြို့ထဲမှာခိုးဝင်နေတဲ့လူသားတွေကိုအမြင့်ဖြတ်ဖို့လူစုလိုက်ပါတော့တယ်။ဒီလိုနဲ့တိတ်မကြခင်မှာပဲဇွန်ဘီတွေအကုန်လုံးကကာစီနိုဝိုင်းလိုက်ကြပါတော့တယ်။
ဇွန်ဘီတွေဝိုင်းနေတာကိုမသိတဲ့ Scott နဲ့သူ့အဖေမိန်းကလေးကတော့ခြုံခိုတိုက်ခိုက်ခြင်းကိုခံလိုက်ရပြီးတော့သူကြိတ်ကျွေနေတဲ့ Maria ဆိုတဲ့ကောင်မလေးသေဆုံးသွားခဲ့ပါတယ်။ Scott လည်းဝိုင်းနေစရာရှိတာတွေကိုထုံးတုပ်ကမှတ်ထားလိုက်ပြီးတော့ဇွန်ဘီတွေကိုအရင်ပြန်တိုက်ပါတော့တယ်။ Scott ကဇွန်ဘီတွေကိုလက်နဲ့လက်ချင်းတိုက်ခဲ့ပေမဲ့မောင်မင်းကြီးသားဇွန်ဘီများကရှောင်းလင်းကွန်ဖူးပါတက်နေတာမို့လို့အလွယ်တကူတတ်မရခဲ့ပါဘူး။ဒါဆိုတော့ Scott လည်းသူ့ရဲ့ဗလာအားကိုနဲ့တိုက်ခိုက်ပါတော့တယ်။ Scott တို့ဖွဲ့လည်းဒီနေရာမှာအကြာကြီးဆက်နေနေဇွန်ဘီတွေကိုဘလို့မှရှင်းနိုင်မှာမဟုတ်လို့နောက်ထပ်တနေရာသွားကြရအောင်လို့ပြောလိုက်တယ်။သူတို့ခံမဲထားတဲ့အတိုင်းတိုက်အောက်ခြေအထိဇွန်ဘီတွေကဓာတ်လေကားကနေခုံဆင်းချလာပြီးတော့ Scott တို့ကိုတိုက်ခိုက်ပါတော့တယ်။သူတို့အားနည်းချက်ကိုကာကွယ်တဲ့အနေနဲ့မျက်နှာကိုတန်ကောင်းဆွတ်လာခဲ့တာကြောင့်အဖွဲ့ကကြီးနဲ့ဇက်တိုက်ထုပေမဲ့ဘလို့မှမသေးနိုင်ခဲ့ပါဘူး။ဒီချိန်မှာအဖွဲ့တွေကဗလာကြီးကလက်နဲ့ပဲချမယ်ဆိုပြီးတော့စိန်ခေါ်ပြီးထိုးပါတော့တယ်။အဲ့ဒီနေရာမှာလည်းဗလာကြီးကမရှုမလခန်းစားလိုက်ရပြီးတော့တော့ဖွင့်ဝိဇ္ဇာဝင်ခဲ့ပေးလိုက်လို့သာအသက်ရှင်သွားခဲ့ပါတယ်။ဝိဇ္ဇာကြီးကအဲ့ဒီကောင်ကိုအပြင်းမထွက်နိုင်သူကိုယ်တိုင်ပဲမိကန်တက်တာတဲ့ကိုဇွန်ဘီနဲ့အတူဝင်ချသွားပြီးတော့အတွင်းကနေလော့ချသွားခဲ့တယ်။ဒီချိန်မှာကာစီနိုခေါင်းဆောင်ထည့်လိုက်တဲ့မာတင်ဟာလန်ကူးလမ်းမှာပဲ Scott တို့အဖွဲ့ကိုတစ္ဆာစားဖောက်ပါတော့တယ်။သူတို့တထေးလိုချင်နေတာငွေသားတွေမဟုတ်ကြောင်းအဲ့ဒီဇွန်ဘီဘီယမန်ကြီးရဲ့ခေါင်းပြက်ပဲဖြစ်ကြောင်းပြောလိုက်တယ်။အဲ့ဒီခေါင်းကိုရရင်ကဘာပေါ်ကဇွန်ဘီအကုန်လုံးကိုအုပ်ချုပ်နိုင်မှာဖြစ်လို့အခုတော့ပိုင်းပိုင်းဆိုပြီးတော့ထွက်ပြေးသွားခဲ့ပါတယ်။လန်ကူးလည်းရောက်ချိန်မှာပဲသူ့ရဲ့အိတ်ထဲတော်တော်လေးနေတာခန်းစားမိလိုက်တာနဲ့အိတ်ဖွင့်ကြည့်ချိန်မှာအထက်မှာခေါင်းမရှိတော့ပါဘူး။ခေါင်းပြက်ကြီးအစားပရင်တာတစ်လုံးသာရှိနေပြီးတော့ဘယ်သူမှဘယ်နေရာမှာဘလို့လဲလိုက်တယ်လဲဆိုတာသူမသိခဲ့ပါဘူး။သူသိလိုက်ချိန်မှာတော့အသိနောက်ကျနေပြီဖြစ်ပြီးတော့သူ့နောက်မှာဇွန်ဘီကြားကြီးလည်းရောက်နေခဲ့ပါပြီ။အဲ့ဒီကြားကြီးလက်ချက်နဲ့ပဲမာတင်ဟာအစိတ်စိတ်အမွှားမွှားဖြစ်ပြီးတော့တေဆုံးသွားပါတော့တယ်။တစ်ချိန်တည်းမှာပဲခေါင်းဆောင်ကြီး Scott နဲ့အဖွဲ့သားတွေကကာစီနိုကိုဖျက်ခါထွက်ပြေးဖို့ကြံစီနေကြပါတယ်။ဇွန်ဘီကနေရာထဲမှာရောက်နေလို့တတ်မဆုံးနိုင်အောင်အထိပြင်းထန်နေပြီးတော့ခေါင်းတွေကိုကြီးရွေးပစ်ပါတော့တယ်။အဖွဲ့တွေကမိုက်ကီဆိုတဲ့ဂျေဇာတရက်ကိုတော့ဇွန်ဘီတွေကဖမ်းမိသွားပြီးတော့တိတ်မကြခင်မှာပဲသူလည်းဇွန်ဘီတစ်ခေါင်ဖြစ်သွားခဲ့ပြန်ပါတယ်။အသိစိတ်ရှိတဲ့မိုက်ကီလည်းသူ့လိုတွေလွတ်အောင်လို့လက်ပစ်ပုံးကိုခလုတ်ဆွဲဖြုတ်လိုက်ပြီးတော့ငရဲကိုဇွန်ဘီတွေကိုပါအပါခေါ်သွားခဲ့တယ်။နောက်ဆုံးကတော့ Scott လီလီနဲ့ရဟတ်ရင်မောင်းသူတို့သာအသက်ရှင်ကျန်နေခဲ့ပြီးတော့လွတ်လွတ်လပ်လပ်ထွက်ပြေးနိုင်ပြီလို့ထင်နေခဲ့ပါတယ်။သူတို့မသိလိုက်တဲ့အချက်ကတော့သူတို့နောက်ကိုဇွန်ဘီစစ်တပ်ကြီးကမျက်စိအောက်ကအပြောက်မခံနိုင်အောင်ကိုလိုက်လာနေတယ်ဆိုတာပါပဲ။ခေါင်းမိုးပေါ်ရောက်ချိန်အထိကိုဇွန်ဘီတွေကဒေါသတကြီးတက်လာပြီးတော့တပ်ဖြတ်ခံတဲ့အချိန်မှာပဲလီလီကဇွန်ဘီဘီယမရဲ့ခေါင်းပြက်ကြီးကိုထုတ်ယူလာပြီးတော့တနက်နဲ့လက်ထင်ကိုချိန်လိုက်ပါတယ်။အဲဒီချိန်ကျမှဟိုကောင်လဲကြောက်လန့်သွားပြီးတော့လီလီက Scott ကိုရှင်အရင်ရဟတ်ရင်ပေါ်သွားလို့ပြောလိုက်တယ်။ဒီချိန်မှာပဲဘီယမကြီးရဲ့လူယုံတော်ကောင်မလေးကိုလှန်တဲ့အဝေးကနေပစ်ထည့်လိုက်လို့တကိုယ်လုံးမြောက်တက်သွားပါတော့တယ်။ဘီယမကြီးခေါင်းပြက်ကိုလည်းဘယ်သူမှမယူနိုင်အောင်လို့တိုက်အောက်ကိုလွှတ်ချလိုက်တယ်။ Scott ကသူတို့အဖွဲ့တွေက Cake ဆိုတဲ့ကောင်မလေးကိုပြန်သွားခဲ့မယ်လို့ပြောလိုက်ပါတယ်။ဒီချိန်မှာ Cake ကဇွန်ဘီတွေဆန်နန်းလောက်ထားတဲ့ဟိုတယ်ပြတ်ထဲမှာဘဝတူတငယ်ချင်းတွေနဲ့ပြန်ဆုံစည်းခဲ့ပြီးတော့အဲ့ဒီနေရာကထွက်ပြေးဖို့လုပ်ပါတော့တယ်။ဇွန်ဘီတွေကတိတ်မကြခင်မှာဒီဟိုတယ်ကိုပြန်လာကန်နီးနေပြီမို့လို့ထွက်ပေါက်ရှာနေတော့မှပဲဂျပန်ကနေဇွန်ဘီဖြစ်သွားတဲ့စစ်သားရဲ့တိုက်ခိုက်ခြင်းကိုခံလိုက်ရပါတယ်။ဒါဆိုတော့သူတို့ကောင်းတဲ့ကိုကြီးသေးထည့်ပေးလိုက်ပြီးတော့ချက်ချင်းပဲဟိုတယ်ထဲကို Scott ရောက်ချလာပါတယ်။ဒီချိန်မှာပဲဇွန်ဘီခေါင်းဆောင်ကြီးလည်းဟိုတယ်ကိုပြန်ရောက်လာပြီးတော့ဂျာနက်စင်နယ်ပြင်မှာတွေ့ကြပါတော့တယ်။ Scott ကဘုံနဲ့တိုက်ခတ်ပြီးတော့အပေါ်ဆုံးထက်အထိတက်လာခဲ့ပေမဲ့သူဆင်းလာခဲ့တဲ့ရဟတ်ရင်ကြီးကမရှိတော့ပါဘူး။အကောင်ရင်တထိတ်ထိတ်ဖြစ်နေချိန်မှာရဟတ်ရင်မောင်းသူကပြန်ပေါ်လာပြီးတော့အကောင်လုံးအေးစစ်စစ်ထွက်ခါနေအချိန်မှာပဲဇွန်ဘီခေါင်းဆောင်ကနောက်ကနေပြန်ပေါ်လာခဲ့ပါတယ်။တိုက်ကနေစခွာသွားတဲ့ရဟတ်ရင်နောက်ကိုဇွန်ဘီကြီးကခွန်အားအပြည့်နဲ့လိုက်လာခဲ့ပြီးတော့ Scott လည်းတနက်နဲ့ပြန်ပြေးခတ်ခဲ့ပါတယ်။သူတို့နှစ်ယောက်အပြင်းထန်တိုက်နေတော့မှပဲအစိုးရကပြစ်လွတ်လိုက်တဲ့နျူကလ িয়ার ဘုံကမြို့ပေါ်ကိုကျလာပါတော့တယ်။မှုတ်ပွင့်ပုံစံအင်မတန်ပောက်ကွဲအားပြင်းထန်တဲ့ဘုံကြီးပောက်ကွဲသွားချိန်မှာအလင်းတန်းတွေလည်းထွက်လာခဲ့ပြီးတော့ဇွန်ဘီခေါင်းဆောင်ကြီးလည်းအဲ့ဒီအလင်းတွေကိုမခံနိုင်တော့ပါဘူး။အဲ့ဒီခွင့်ရကို Scott ကအမိအယယူလိုက်ပြီးတော့ဇွန်ဘီခေါင်းဆောင်ကြီးရဲ့ခေါင်းတက်တဲ့ကိုပြစ်ထည့်ပြီးတော့စသိမ်းပေးလိုက်ပါတော့တယ်။သူတို့တစ်ဖွဲ့လုံးမြို့ထဲကနေထွက်ပြေးလွတ်မြောက်လာခဲ့ပြီမဲ့ပောက်ကွဲအားကြောင့်မလို့ရဟတ်ရင်ဟာမြေပြင်ပေါ်ပြုတ်ကျမီးလောင်သွားခဲ့ပါတယ်။နောက်ဆုံးတော့ Scott နဲ့ Kate တို့သာအသက်ရှင်လျက်ကြံရစ်ခဲ့ပြီးတော့ဒီကြားထဲမှာ Scott ရဲ့ကိုယ်ပေါ်မှာဇွန်ဘီနဲ့တိုက်နေရင်းနဲ့အကိုက်ခံလိုက်ရတဲ့တရားတွေပေါ်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့ Kate ကသူ့လက်နဲ့ပဲ Scott ခေါင်းတက်တဲ့ကိုပြစ်ခတ်ခါတပ်ပစ်လိုက်ပါတယ်။ရုပ်ရှင်အဆုံးသတ်မှာတော့ Vandera ဆိုတဲ့စစ်သားတယောက်သာအသက်ရှင်ကြံရစ်ခဲ့ပြီးတော့အစုကျဲတွေကိုတယောက်တည်းမောင်းပိုင်စီးယူလိုက်ပါတော့တယ်။သူ့ဘဝတစ်ခုလုံးအကောင်းစားတွေတုံးပြီးတော့ဘဝနိဗ္ဗာန်ခံစားနေတော့မှပဲသူ့လက်မောင်းမှာတစ်စစ်စစ်နာလာခဲ့ပါတယ်။အဲ့ဒီနာဟာသူဇွန်ဘီအကိုက်ခံလိုက်ရတော့ကကြံနေခဲ့တဲ့တရားတစ်ခုပဲဖြစ်ပြီးတော့ဒီတရားတိတိလေးကစပြီးတစ်ကမ္ဘာလုံးမှာနောက်ထပ်လူတန်းပေါင်းများစွာတည်မဲ့ဇွန်ဘီကပ်ဘေးကြီးထပ်ဖြစ်လာမယ်ဆိုတာကတော့ဘယ်သူမှမသိခဲ့တော့ပါဘူး။အဆုံးလေးနားဆင်ပေးမှုအတွက်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။